Hello beauty queen တယောက်ကမျက်နှာလှရုံတင်မကပဲ state ပေါ်မှာဘလို့ confident ဖြစ်အောင်လေ့ကျင့်ရမလဲဆိုတဲ့ preparation ကအရေးကြီးပါတယ်။ဒီနေ့မှာတော့ခိုင်စင်လေးလာထားခဲ့တဲ့တကယ် realistic tip ထုံးခုကိုမျှဝေသွားမှာဖြစ်ပါတယ်ရှင်။ Number 1 practice your walk daily ကိုယ့်ရဲ့ catwalk က perfect ဖြစ်ဖို့တော့မလိုပါဘူး။ဒါပေမဲ့ daily practice ထားဖို့လိုတယ်။ပြီးရင်ကိုကမှန်ရှင်းမှာဘလို့ posture ဘလို့ smile မျိုးနဲ့လိုက်လဲဆိုတာကိုလည်းကိုသိရှိနေရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ confidence က talent နဲ့ consistency ကနေလာတာများပါတယ်။ And the second thing is take care of your mind ဒုတိယရေးကြည့်တာကတော့ကိုယ့်ရဲ့ mindset မှာပြဿနာလောကမှာ comparison တွေရှိတာမှန်ပေမဲ့ကိုယ်တိုင်ကိုယ့်ရဲ့ authenticity ကိုပဲချပြပြီးတော့ကိုယ်တိုင် maintain ထားဖို့လိုအပ်ပါတယ်။ And the final one is prepare beyond beauty နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့ beauty တွေမကဘဲနဲ့ knowledge နဲ့ communication ကိုပါ prepare လုပ်ထားပါ just တွေကကိုယ့်ရဲ့ look တင်ကြည့်တာမဟုတ်ဘဲနဲ့ how you speak how you think how you represent yourself ဆိုတာလည်းအရေးကြီးပါတယ်အဲ့တော့အဲ့ tip ထုံးခုထဲမှာပထမတစ်ခုက practice your walk daily and the second is take care of your mind and the final one is prepare beyond beauty